안녕하세요 여러분. 매일매일 한국어 매 에브리데이가 디제미 좀 피바이신. 디니 비올리가로 이와 여자 대학교의 도미니트리 돔더 비올리베 피바레. 이와 다그도의 장도상아 블루뮤레 소아티진 디뷰레 마지라야 하노. 디 엔트랑아로 아사오 웬루야레 웬박디 에미아지데가 민이데 파타마다 마시레 웬박 피바레. မင်္ဂလိဆောင်မင်္ဂလိကျောင်းဖြစ်တဲ့အတိုင်းပဲ security ရေးတေချာလုပ်ထားပြီးတော့ကျောင်းသားကပ်ပါမှသာကျောင်းရဲ့နေရာအတော်တော်များများကိုဝင်လို့ထွက်လို့ရတယ်ပေါ့နော်ဒီပထမဝင်တဲ့နေရာမှာဆိုရင်သူက curfew ရှိကန်ပေါ့နော်ကျောင်းရဲ့ထုံးကျဲရှိကန်အဆောင်ရဲ့ဝင်ချိန်ထွက်ချိန်12နာရီကနေမနက်9နာရီအတွင်းဆိုရင်လုံးဝမပွင့်ဘူးပေါ့နော်ကတ်ရှိလဲဝင်လို့ထွက်လို့မရဘူး security ကိုပြောပြီးမှသာဝင်လို့ရတယ်ပေါ့နော်ဒီနေရာလေးကတော့ကျောင်းရဲ့အဆောင်ရဲ့ဂုံကြီးစာဟန်နေနဲ့ကျောင်းသူတွေစီကိုလာတဲ့စာတိုက်ကစာရွက်တွေကိုထားပေးရနေရဖြစ်ပါတယ်။ချဲ့ရဲ့ခန်းကတလွာမှာရှိတဲ့အတွက်တက်လီကနဲ့တလွာကိုတက်သွားရအောင်။ပုံမှန်ဆိုရင်တော့တက်လီကဆောင်ရတာကြားတဲ့အတွက်ပေါ့နော်။ချဲ့ရဲ့စိတ်မြန်လက်မြန်သမားဆိုတော့တလွာလေးဆိုလှီကားနဲ့ပဲတက်လိုက်ဆင်းလိုက်လောက်တာများတယ်။ဒီနေ့တော့တက်လီကတွေကပူလေးပါပြချင်လို့တက်လီကနဲ့တက်မယ်။ဒီနေရာကတော့အခန်းထဲကိုဝင်ချင်းတွေ့ရမယ်ခုံရုံးကော်ရှိခြေတို့ဒီအခန်းပေါ်တဲ့အတူတူသုံးတဲ့အိတ်ခန်းနေရာလေးဖြစ်ပါတယ်ဒီဘက်မှာကတော့ကျောင်းသူတွေအတွက်ဖက်နှက်တီပေါ့နော်ဝင်ချင်းမှာဖက်နှက်တီထားတဲ့နေရာဖက်နှက်စင်လေးတွေကိုအခန်းနံပါတ်ဂရေနံပါတ်အလိုက်ပြီးမှရေးထားပြရမယ်ဖြစ်ပါတယ်ခြေရစင်ကတော့မြင်တဲ့အတိုင်းပဲဖက်နှက်တီအပြည့်ပါပဲဘာမှမဝင်တာနေမယ်ဖက်နှက်ပဲအမြဲဝင်နေကြလို့မလို့ပေါ့နော်ခြေတို့ရဲ့ခန်းကတော့3ယောက်ခန်းအခန်းနံပါတ်1ဖြစ်ပါတယ်ဒီအယုတ်ကတော့အခန်းဖော်ကိုရီးယားတငယ်ချင်းရဲ့အယုတ်ပေါ့နော်တွေ့တဲ့အတိုင်းပဲအဲ့ဒီလိုလေးတင်ထားတော့ညဘက်ကြီးမြင်ပြီးတော့လန့်သွားသေးတယ်အရင်တော့က YouTube မှာသူများတွေသူတို့နေတဲ့ကျောင်းဆောင်လေးတွေကို Top View လေးရိုက်ထားမြင်အရန်သဘောတော့ကြားတာပေါ့နော်ငါလည်းရိုက်မယ်ဆိုပြီးတော့အမြင်စိတ်ကူးရှိပြီမယ်အခုလက်တွေ့တကယ်ပေါ့နော်တစ် semester ပြီးပြီးတော့အဆောင်ကနေဒီတစ်ပတ်နောက်ဆုံးပေါ့နော်ပြင်ရတော့မယ့်အခါမှာမဖြစ်တော့အခုရိုက်မှဖြစ်မယ်ဆိုပြီးတော့ရိုက်ဖြစ်သွားတဲ့ view လေးပါဒါကတော့အခန်းအတွင်းမှာပေါ့နော်မြင်ရတဲ့ပုံစံလေးပါရေခဲတစ်တာတွေစင်လေးတွေလည်းထားပြီးတော့ဒီထဲမှာအစားအသောက်တွေနဲ့တခြားဟာတွေထည့်ထားလို့ရတယ်ဒီဘက်မှာမြင်ရတဲ့အခန်းလေးတွေကတော့တယောက်ခန်းနေပေါ့နော်EY ရဲ့အဆောင်ကတိုက်ခန်းလိုမျိုးပေါ့နော်အပြင်ဘက်မှာလို့တယောက်ခန်း၄ခန်းရှိပြီးတော့ခြေတို့နေတဲ့ခန်းကတော့3ယောက်နေတဲ့အခန်းနံပါတ်1ပေါ့နော်ဒီဘက်ကတယောက်ခန်းဒါကတော့ toilet ပေါ့နော်ဒီဘက်မှာ toilet ရှိတယ်ဟိုဘက်မှာရေချိုးခန်းရှိတယ်အဲ့လိုမျိုးနှစ်ခုခွဲထားပြီးတဲ့အတွက်တယောက်က toilet ဝင်တဲ့အခါမှာရေချိုးခန်းဝင်တဲ့အခါဟိုပေါ့နော်စောင့်နေစရာမလိုဘူးပြီးတော့ဒီဟာကခြေတို့ဆိုရင်စုစုပေါင်းဒီအခန်းမှာ9ယောက်ရှိတယ်တယောက်ခန်း4ခန်းရဲ့3ယောက်ခန်းတစ်ခန်း9ယောက်ရှိရဲ့အတွက်ဒီလိုမျိုး toilet ရေချိုးခန်းကလည်း2ခုရှိတယ်ဟိုဘက်မှာလည်း1ခုရှိတယ်ဒီဘက်မှာလည်း1ခုရှိတယ်ပေါ့နော်အဲကြတော့လူများများရှိလေtoilet ရေချိုးခန်းသုံးဖို့စောင့်ရတာမျိုးအချိန်ကြာတာမျိုးမရှိဘူးသုံးလို့အဆင်ပြေပါတယ်အခုကတော့ဒါကဒီနောက်ဟိုဘက်ကပေါ့နော်နောက်ထပ် toilet နဲ့ရေချိုးခန်းတစ်ခုပေါ့နော်လူ9ယောက်အတွက် toilet ရေချိုးခန်း2ခုစီထားပြီးအတွက်ပို့ပြီးတော့အဆင်ပြေပေါ့နော်တယောက်ခန်းကတော့အခန်းပေါ်ရင်းထဲမှာရှိနေတဲ့အတွက်ဖွင့်မပြတော့ဘူးပေါ့နော်တော့ one room ပေါ့နော်ကိုရှိဝန်းနေလို့ကရင်နဲ့ဗီဒီယိုနဲ့ထဲမှာရှိတယ်ဒါကတော့ခြေတို့နေတဲ့3ယောက်ခန်းဖြစ်ပါတယ်အခန်းပေါ်ဒီကတော့ကိုရီးယား2ယောက်ပေါ့နော်ဒီမှာဆိုရင်သူတို့ကရင်လေးတွေစာကြည့်စပွဲလေးတွေနဲ့ကိုပိုင်ဗီဒီယိုတစ်ခုစီလည်းပြီးထားတယ်ပစ္စည်းထည့်ရတာကတကယ်ကိုကြွကြွလွန်းလွန်းရှိရပါတော့ကြည့်ရင်ဒါမှမပါဘူးဆိုပေမဲ့ဂရင်ရဲ့အောက်မှာလည်းအန်ဆွဲလေးတွေရှိပြီးတော့ဗီဒီယိုထဲမှာလည်းပစ္စည်းတွေတခြားတဲ့တကယ်အများကြီးဆက်နေပေါ့နော်ဒီလိုပဲကိုယ့်ရဲ့စာကြည့်စပွဲရဲ့အပေါ်မှာလည်းစင်လေးတွေရှိရတဲ့အတွက်တကယ်ပစ္စည်းတွေများများထည့်လို့ရတယ်ခြေဆိုရင်ချက်ပစ္စည်းထည့်အကုန်တော်တော်များများဒီရောက်မှလည်းဝယ်ပြီးတော့ထည့်ထားပေးမယ်အခုဒီဗီဒီယိုနဲ့စာကြည့်စင်တွေနဲ့အပေါ်ကစင်အပြည့်မထည့်ထားဘူးပေါ့နော်နေရာလွတ်တွေမှာအများကြီးပဲစာအုပ်စင်မှာစာအုပ်တက်အလှပြင်ပစ္စည်းရပုံများနေရပေါ့နော်စာအုပ်ကတိတ်မရှိဘူးအဆောင်နဲ့ပတ်သက်ပြီးတော့တိတ်တော်မကြတာကလေဝင်လေထွက်တိတ်ပြီးတော့များတဲ့ဘယ်တိုင်းပေါက်တွေပိုင်းမရှိပေါ့နော်ဒီဘယ်တိုင်းပေါက်ဆိုရင်လုံးဝမှန်နေပဲကားထားတယ်ရှိတဲ့ဘယ်တိုင်းပေါက်လေးကလည်းအသေးလေးပေါ့နော်ချင်းလုံးစကားပိုင်းတက်ထားပြီးဘယ်တိုင်းပေါက်ကလုံးဝအကျယ်ကြီးဖွင့်ပြီးတော့လုပ်လို့မရအောင်ပေါ့နော်အဲ့ဒါတော့မကြိုက်ဘူးပေါ့နော်စာအုပ်စင်ကတော့ကျွေးတဲ့အတိုင်းစာအုပ်နဲ့တခြား
ပစ္စည်းတွေဟာများပေါ့နော်ဒီမှာဆိုရင်ဒီပေါ်ကဒီမွေရုပ်ကလေးကဒီနေ့ဤဝါ2025 Impact ပေါ့နော်ဒီကကြောင်းသားတွေကိုလက်ဆောင်ပေးတဲ့အရုပ်လေးချေကမွေကြောက်ပါလေဆိုမှဒီနေ့ကျမှမွေရုပ်လေးပေါ့နော်ဒီဘက်ကတော့ပင်ကွင်းလေးကတခြားဆရာတယောက်စီကလက်ဆောင်ရတဲ့အရုပ်ပင်ကွင်းနဲ့မွေနဲ့နှစ်ယောက်ကမတည့်ဘူးထင်တာပဲမွေကတော့ပင်ကွင်းကိုကိုက်တော့မယ်ထင်တယ်မတည့်လေအတူတူတင်ထားလိုက်ပါတယ်အနောက်ကတယောက်ကတော့တငယ်ချင်းရုပ်ပါဒါလေးကတော့ချေဤဝါရဲ့စာဝဲပုံစာတင်ပေါ့နော်ဤဝါရဲ့ volunteer အဖွဲ့တွေကိုဝင်ထားလို့ပေါ့နော်ပေးထားတဲ့အတိမတ်ပြူစာရွက်လေးပါဒီနေရာလေးကတော့ချေက make up ပစ္စည်းထားတဲ့ဟာပေါ့နော်မှန်လေးလည်းပါတယ်အဲကြတော့တစ်ခါလေးပေါ့နော် make up ပစ္စည်းထုတ်ပြီးတစ်ခါလေးကိုယ်စပွဲမှာကိုတစ်ခါလေးအလားပြင်ခွင့်ရတယ်ကပစ္စည်းရတော့ဘာမှမသိပါဘူးဒီပေါ့နော် Olivia ကနေတွေ့တဲ့ဟာကိုဝယ်ထားတာပေါ့နော်ဘယ်ဟာဘာမှန်းတော့မသိဘူးဒီ cream ကတော့ဒီဝက်ချန်အမာရွတ်တွေတက်တာရဆိုပြီးအတိအမာကညှိုးလို့ဝယ်ထားတာကူပန်ကနေ 1+1 ရထားတာပေါ့နော်မျက်နှာသစ်စီလည်းအတူတူပဲ 1+1 ရလို့ဝယ်ထားတာကောင်းလားမကောင်းလားတော့မသိဘူးပေါ့နော်စကင်ကဲနဲ့ပတ်သက်ပြီးတော့မသိရတဲ့အတွက် best ကြော်လိုက်ပါမယ်ကိုရီးယားမှာ cosmetic တွေဘလောက်နာမည်ကြီးမြန်မာမှာသုံးခဲ့တဲ့ဒီ Hati ဟာ banana တော့ပေါ့နော်ဒီ foundation ကိုအကြိုက်ဆုံးပဲအဝါဖက်ကိုသွားတယ်ဒီက foundation တွေကအရန်ဖြူတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့တကယ်နောက်သားရတဲ့တပူပွဲဝယ်လာခဲ့တာဒါကတော့အဆောင်ကပေးထားတဲ့အဝေးပြီးတော့ပေါ့နော်တွေ့တဲ့အတိုင်းပဲအဝေးစားတော့အများကြီးမသေးလာလို့မရှိဘူးပေါ့နော်ဒီမှာဆိုရင်မှန်လေးပါတဲ့အတွက်ဒီလိုလုံးပေါ်မှန်လေးကြည့်လို့ရတယ်ဝေစားတော့များဆဆယူလာတော့ဘာမှမရှိဘူးပေါ့နော်ဒါကတော့ចောင်းအင်ဂျီပေါ့နော်ចောင်းရဲ့ခွာကျန်ဤဝါဒစိမ့်နဲ့ခွာကျန်လေးတွေတစ်ထည်အားကြတော့ကျတို့ international student တွေရဲ့ဟိုခုမာ college ကပေးရနောက်တစ်ခါကြတော့ချေတို့ရဲ့ចောင်းမီချာကနေဝေရချေရဲ့မီချာရှင်းနေဟာကွာ psychology ဒစိမ့်နဲ့ပေါ့နော်ဟိုခုမာ college ကဘာမှမသိရဲ့ကလေးတွေဤဝါရဲ့ international ចောင်းသားတွေအတွက်လောက်ထားပြီးရဲ့ဟိုခုမာ college အကြောင်း video လေးကိုလည်းတက်တင်ပေးမယ်ပေါ့နော်ဒီကွာကျန်ကဟိုခုမာ college ကတစ်ထည်ကအလက်ကရတယ်နောက်တစ်ထည်ကကြတော့ဝယ်ထားရပေါ့နော်ကွာကျန်ကတကယ်စီကြီးရပေါ့နော်ဒီတိုင်းဝယ်မယ်ဆိုရင်ဟာရင်ပေါ့နော် discount မရှိဘဲနဲ့ဒီတိုင်းဝယ်မယ်ဆိုရင်တစ်ထည်ကို9,900ကျော်တယ်ဒါကတော့ခြေတို့မေဂျာကအကြောင်းသားတစ်တွေအတွက် discount ချပေးရတဲ့အတွက်5,100နဲ့ရထားတာပေါ့နော်ခြေရခန်းကိုပြပြီးပြီဆိုတော့ဒီတစ်ခါဒီပေါ့နော် e-house ဒီအဆောင်မှာတခြားဘယ်နေရာရှိသေးလဲဆိုတာဂျီဟာအီချုံမှာစင်မီယောသွားကြည့်မယ်ဆိုရင်ထွက်ချင်းမှာစေထားရှိအဝိရှော်တဲ့အခန်းရှိပြီးတော့အထဲမှာဆိုရင်ဒီဘက်မှာကအဝိရှော်ဆက်တွေနဲ့ဟိုဘက်မှာကအဝိအချောက်ခံဆက်တွေရှိရပေါ့နော်ဒီဆက်တွေကအလကားတော့မဟုတ်တစ်ခါရှော်ရင်900 1,400အဝိတစ်ခါရှော်ရင်အချော်ကအချောက်ခံကနေဆိုရင်1,400ကုန်ပါတယ်အခန်းကနေထွက်ပြီးတော့ GI ချုံကိုဆင်းလိုက်တယ်ဆိုရင်အောက်မှာဆိုရင်24နာရီကုန်းစုံဆိုင်နေ coffee ဆိုင်နေ ATM ဆက်တီလေအားလုံးရှိရဲ့အလှပြင်ဆိုင်တီရှိရဲ့ပေါ့နော်အဲဒါကြောင့်မလို့အကြောင်းသူတွေတုံတန်အောင်ဆိုရင်လိုအပ်တာရှိတဲ့အခါမှာအပြင်ထွက်စရာမလိုပဲနဲ့အဆောင်မှာပဲအားလုံးဖြည့်ရှင်းလို့ရတယ်ချိတ်လိုမျိုးအပြင်သွားရတာမကြိုက်တဲ့သူအတွက်ဆိုရင်လုံးဝအဆောင်ရဲ့အဆောင်ပြင်ကိုထွက်စရာကိုမလိုတော့ဘူးပေါ့နော်ဒီနေရာကတော့အဆောင်တဲမဟုတ်ပေမဲ့အဆောင်ကနေထွက်ပြီးတော့စာတင်ခန်းတွေစီကိုအကြောင်းရဲ့ဘတ်စကားပေါ့နော်ရှစ်တာဘတ်စီပြီးသွားတဲ့အခါမှာမြင်ရတယ်လမ်းမြင်ရတယ်နမ်ဆန်ထာဝါရဲ့မြင်ကွင်းမှာနော်အဆောင်ကတချို့အခန်းပေါ့နော်အလွှာမြင့်အထက်မြင့်အခန်းတွေကနေဆိုရင်နမ်ဆန်ထာဝါလမ်းမြင်ရတယ်ချေရဲ့အခန်းကတော့တလော်မှရှိရတဲ့အတွက်မမြင်ရဘူးပေါ့နော်ဒါလေးကတော့အဆောင်လေးမဟုတ်ပေမဲ့ကျောင်းမှာချေအကြိုက်ဆုံးနေရပါတော့ဒီဘက်ချမ်းတောင်မောနေလမ်းကြည့်လိုက်ဆိုးရဲ့ဒီပေါ့နော်အပေါ်စီးမြင်ကွင်းကိုလှမ်းမြင်ရရဲ့အစာဦးတွေတိုက်တာတွေကိုလှမ်းမြင်ရတယ်ဒါပေမဲ့ဒီဟိုဘက်ချမ်းကိုလှမ်းကြည့်လိုက်ရင်တော့စန့်ကျင်ဘက်ပေါ့နော်လုံးဝတဘာဝပေါ့နော်တောင်ကြီးကိုလှမ်းမြင်နေရတယ်အဲ့ဒါကတော့ချေအကြိုက်ဆုံးပေါ့နော်ကျောင်းမှာရှိနေရရဲ့ချေအကြိုက်ဆုံးနေရတွေ့တဲ့အတိုင်းပဲပေါ့နော်ကျောင်းကတောင်ပေါ်မှာရှိတဲ့အတွက်ရှစ်တော့ဘတ်တောင်ဘတ်ကမရှိဘူးဆိုရင်ဆင်းရတဲ့ဟာတအားတော့ပြင်ပန်းနေအားလုံးစိတ်ဝင်စားမယ့်အကြောင်းအရာကိုပြောရမယ်ဆိုရင်ခြေခုလက်ရှိနေနေတဲ့ EY ရဲ့ e-house 3ယောက်ခန်းကတက် semester 4လစာကိုအဆောင်က115သိန်းပေးရပါတယ်ဒီနေရာကတော့ cherry ပင်နေကြကဘောကုတ်ပင်နေကြကမြင်ရတဲ့ Namsan Tower ဖြစ်ပါတယ် cherry ပွင့်ချိန်ကျော်သွားပြီဆိုတော့တရွက်တွေနဲ့စိမ့်ဆိုနေပေမဲ့ cherry ပွင့်ချိန်ဆိုရင်တလန်းလုံးပိန်အောင်တန်းပြီးတော့အရန်လှပါတယ်တက် semester ပြီးတော့အဆောင်ကမပြောင်းရင်အမြင်ရိုက်ထားတဲ့ video လေးဖြစ်ပါတယ်အဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်